ဒီ3လုံးပေါင်းရင်4ကြောင့်ဒီနှလုံးပေါင်းရင်4ဖြစ်တယ်အဲ့လိုဖြစ်ပြီးတာနဲ့သူတို့ရဲ့ထိပ်စီး3ကနောက်နှလုံးပေါင်းရင်3အဲ့လိုမျိုးပဲ3ရယ်9ရယ်9ရယ်3လုံးပေါင်းရင်9ကနောက်နှလုံးပေါင်းရင်9အဲ့လိုဖြစ်ပြီးတာနဲ့သူထိပ်စီး5ကနောက်နှလုံးပေါင်းရင်5အဲ့ဒါဖြစ်ပြီးတာနဲ့5 6 8 3လုံးပေါင်းရင်9ကနောက်နှလုံးပေါင်းရင်9အဲ့လိုဖြစ်ပြီးတာနဲ့သူထိပ်စီး2ကနောက်နှလုံးပေါင်းရင်2အဲ့လိုဖြစ်တဲ့အချိန်မှာဒီနှလုံးပေါင်းရင်1ဒီနှလုံးပေါင်းရင်1ဒီနှလုံးပေါင်းရင်1 1 1 3ချက်ရိုက်မလားပေါ့3ချက်ရိုက်ခဲ့မယ်ဆိုရင်6ထိပ်စီနောက်နှလုံးပေါင်းရင်2လမ်းကတော့10ခွက်ထွက်တယ်6ထိပ်စီနောက်နှလုံးပေါင်းရင်2ကနန်း10ခွက်ထွက်တယ်ကြာရင်ယူ3ပါအဲ့မှာသူကဘာဖြစ်နေလဲဆိုတော့ဒီ4ရယ်5ရယ်ဒီနှလုံးပေါင်းရင်9 3ရယ်6ရယ်နှလုံးပေါင်းရင်9 9ရယ်2ရယ်နှလုံးပေါင်းရင်9 3ချက်ရိုက်သွားတယ်9 9 9 3ချက်ရိုက်သွားတယ်အဲ့တော့4ရယ်5ရယ်ပေါင်းတဲ့9ရဲ့ပါဝါ4ရှင်းနှလုံးပေါင်းရင်4 3ရယ်6ရယ်နှလုံးပေါင်းရင်9ရဲ့ပါဝါ4ရှင်းနှလုံးပေါင်းရင်4အဲ့လိုပဲပြန်ဝင်ခဲ့မယ်ဆိုရင်တော့ခွန်ရယ်2ရယ်ပေါင်းရင်9အဲ့9ကြောင့်9ရဲ့ပါဝါ4ဒီနှလုံးပေါင်းရင်4အဲ့တော့ရှေ့ပေါင်း4နောက်ပေါင်း2ထိပ်စီး9